အားလုံးပဲမင်္ဂလာပါရှင် for your inner light ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့မှာတော့ပေါ့နော်အင်ဂျယ်ကဒီ reading လေးကိုပေါ့နော်လာကြည့်နေတဲ့သူတွေအတွက်ဒီပေါ့နော်ဒီ tarot deck လေးတွေကကိုဘာပြောချင်နေလဲပြီးတော့ဒီစัจ java လာရဲ့ပေါ့နော် message ပေါ့နော်စัจ java လာကကိုဘာတွေmessage လေးတွေပေးချင်နေလဲပေါ့နော်ဒါလေးတွေကိုတစ်ချက်ကြည့်ပေးပါမယ်ပေါ့နော် reading လေးကိုဆက်လိုက်ပါမယ်နော်ကက်တီကိုအကုန်ချလိုက်မယ်နော်ပြီးတော့မှပဲပြောပြတော့မယ်တစ်ခုချင်းစီမပြောတော့ဘူးနော်Queen of Snow clarity တဲ့ကိုအတွက်ပေါ့နော်ကိုမျောလင်းဆောင်စားနေတဲ့အရာတခုပညာရေးတော်၎င်းပေါ့နော်ဒီ career လမ်းကြောင်းတော်၎င်းအလုပ်ကိုင်ခွင့်လန်းတော်၎င်းပေါ့နော်ကိုတစ်ခုမျောလင်းနေတဲ့အရာပေါ့နော်အဲ့ဒီအရာတခုစီကနေပြီးတော့အခြေရေးတော်၎င်းပေါ့နော်ဒါရတခုခုပေါ့နော်အဲ့ဒီလိုမျိုးမျောလင်းဆောင်စားနေရတဲ့အရာတခုစီကနေပြီးတော့ကိုအတွက်ပေါ့နော်ကိုစီမှာအရန်ကိုအတွက်ဒီတခုခုကိုပေါ့နော်ကိုမျောလင်းနေတယ်ပေါ့နော်အထင်ရှားဆုံးပေါ့ပြောရမယ်ဆိုလို့ရှင်နိုင်ငံခြားသွားဖို့လားဒီvisa တွေပေါ့နော် visa တွေဖြေဖို့လားဒါမှမဟုတ်လို့ရှင်ဒီစာမေးပွဲပေါ့နော်စာမေးပွဲ reserve ဒီလိုမျိုးပေါ့နော်အလုပ် interview တွေပေါ့နော်ဒီလိုမျိုးဟာတွေစီကနေပြီးတော့ကိုကတခုခုကိုစောင့်စားနေရဆိုလို့ရှင်ပေါ့နော်အဲ့ဒီအတွက်ကို clarity တခုရလာမယ်ဆိုတာလေးမြင်ရတယ်ဒုတိယတစ်ခုကတော့ပေါ့နော် embrace change ပေါ့နော်ကိုရဲ့ပေါ့နော်အပြောင်းလဲတွေပေါ့နော်ကိုဘဝထဲမှာဒီပြောင်းလဲမယ်အစ်စ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် change ဖြစ်သွားတဲ့အရာတွေကိုပေါ့နော်ဒီလက်ခံရမယ်ထွေးပွေပါဆိုတာလက်ခံရမယ်ပေါ့နော်လက်ခံပြီးတော့တခါကျလို့ရှိရင်လူတွေကပေါ့နော်ကိုဘဝထဲမှာအပြောင်းလဲတွေဖြစ်တဲ့ဒီ career တော့ဒီနိုင်ငံရေးချပြောင်းလဲရတာတို့ပြီးလို့ရှိရင်ဒီ relationship တွေပြောင်းလဲရတာတို့ပေါ့နော်ပြီးတော့ဘာသာစကားအသစ်တွေသင်ယူရတယ်ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးအသစ်သောအရာတွေကိုကိုကမပြောင်းလဲခြင်းဘူးပေါ့နော်အဲ့လိုမျိုးမပြောင်းလဲခြင်းတဲ့သူတွေများတယ်ပေါ့နော်တကယ်လို့ပြောင်းလဲသွားပြီဆိုလို့ရှိရင်အဆင်မပြေမှကြောက်တာတို့အဲ့လိုမျိုးဒုလောတွေဖြစ်ကြတယ်ပေါ့နော်ဒါကြောင့်မလို့ဒီကိုအတွက်ပေါ့နော်အပြောင်းအလဲတွေကိုထွေးပွေပါပေါ့နော်အပြောင်းအလဲတွေကိုလက်ခံပါကိုဘဝမှာပြောင်းလဲလာတဲ့အရာတွေကိုပေါ့နော်တည်တည်ချာချာလေးထွေးပွေပြီးတော့အကောင်းဆုံးကြော်ဖြတ်ပေါ့နော်ဒီလိုမျိုးလေးပြောထားပါတယ်အဲ့တော့ step ပေါ့နော် step တာလို့ step ဒီတခုခုထဲမှာပေါ့နော်ကိုကပိတ်မိနေတယ်သိရမလားပြောမှဆိုလို့ရှိရင် career ထဲမှာပဲတခုခုထဲမှာကိုကပိတ်မိနေမိသားစုအရေးပဲဖြစ်ဖြစ်ကိုအခုချိန်မှာလမ်းပြောင်းနေလိုမျိုးတွေဖြစ်နေမယ်ဒီလိုမျိုးတွေဖြစ်နေရပေါ့နော်ကိုစီမှာဒီတခုခုထဲမှာဒီအကြောင်းအရာကိုပဲကိုကတက်ခါတွေးနေတယ်ဒီ habit တခုကိုပဲပေါ့နော်ဒီကိုကဒီကိုမှမရှိတဲ့sorry ကိုမှရှိတယ်ပေါ့နော်ဒီမကြိုက်တဲ့အရာတွေပေါ့နော်ဒါတွေကိုကိုကဆုံးလို့ချင်ပေမဲ့လည်းဒီလိုမျိုးမဆုံးတော့နိုင်ဘူးပေါ့နော်အဲ့ဒီနေရာမှာ step ဖြစ်နေတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီကိုကစာမေးပွဲတွေဖြေထားတယ်နိုင်ငံခြားစာမေးပွဲပေါ့နော် visa စာမေးပွဲတွေဖြေထားတယ်ဒါပေမဲ့ကိုကအဲ့လိုမျိုးထွက်လို့မရသေးဘူးပေါ့နော်ကိုကဒီတနေရာထဲမှာပဲ step ဖြစ်နေတယ်ဒါမှမဟုတ်လို့ရှိရင်မိသားစုအရေးမှာပဲဖြစ်ဖြစ်အခြေရေးမှာပဲဖြစ်ပေါ့နော်ကိုကဒီလူကမကောင်းမှန်းလည်းသိတယ်ဒါပေမဲ့လည်းဒီလူကိုမစွန့်လွတ်နိုင်ဘူးပေါ့နော်ဖတ်တွေ့ထားတယ်ဒါ step ဖြစ်နေရပဲပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုး step ဖြစ်နေတဲ့အရာတွေကိုမှရှိတယ်ပေါ့နော်ဒီ strength ပေါ့နော်strain နဲ့ the quite power ပေါ့နော်ကိုမှာကဒီအတ္တချက်တွေရှိတယ်ပြောနော်ဟိုပြောရမယ်ဆိုလို့ရှင် the quiet power
ဆိုတာကဟိုဘယ်လိုပြောရမလဲဒီလိုမျိုးပေါ့နော်ကိုယ်မှာရှိတဲ့အတားချက်တွေကိုယ်မှာရှိတဲ့ power တွေပေါ့နော်ထွက်လာဖို့ဟိုဒီလိုမျိုးရှိရဲဆိုတာကိုပြန်လဲသုံးသပ်ဖို့အတွက်ကကြတော့နည်းနည်းပေါ့နော်ဟိုဘယ်လိုပြောရမလဲဟိုဒီတိတ်ဆိတ်နေတဲ့အောင်ပေါ့နော်နေပြီးတော့ကိုဟိုကိုယ့်ရဲ့ power တွေကိုကိုကဟိုတည်ချာပေါ့နော်ဘယ်လိုပြောရမလဲဟိုတရားထိုင်တာပဲဖြစ်ဖြစ်ကိုယ်စိတ်ကိုပေါ့နော်ဟိုသိအောင်လို့ပေါ့နော်ဒီလိုမျိုးလုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ပေါ့နော်အေးချမ်းလေးရှိနေအောင်လို့ဟိုကိုကအချိန်ယူပြီးတော့ပေါ့နော်ကိုယ်စိတ်ကိုဟိုဒီစမ်းစစ်ရမယ်ဒီလိုမျိုးပြောထားတာပေါ့နော်တိတ်ဆိတ်နေတဲ့ခြင်းကပါဝါပဲဆိုတဲ့သဘောမျိုးပြောထားတာပေါ့နော်ဒါကြောင့်မို့တစ်ခါကြောက်လို့ရှင်တခုခုလုပ်ဖို့ဆိုလို့ရှင်ဝုန်းတိုင်းဝုန်းကြီးလောက်တာထက်ပေါ့နော်ကိုကတည်တည်ကြစဉ်းစားမယ် focus လုပ်မယ်အချိန်ယူပြီးတော့အဲ့လိုမျိုးပေါ့ကိုဒီကိစ္စတစ်ခုကိုပေါ့နော်တည်တည်ချာချာလေးခေါင်းအေးလေးနဲ့စဉ်းစားမယ်ဆိုလို့ရှင်ဒါတွေကကိုယ့်ရဲ့အားသာချက်တွေဖြစ်လာနိုင်မယ်ပေါ့နော်သဘောတွေ you are complete သဘောဆိုတာလုံးဝကိုကပေါ့နော်ဒီလိုမျိုးပေါ့နော်ကိုကအချိန်ယူလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အားသာချက်တွေပေါ်ထွက်လာပြီးတော့ကိုကဒီပေါ့နော်သဘောဆိုတဲ့ energy ကလုံးဝကိုယ့်အတွက်ကပြည့်စုံတယ်ရော complete ကိုကပြည့်စုံတယ်ပေါ့နော်အရာတွေကိုလုံနိုင်လိမ့်မယ်ပေါ့နော်ကိုကပြည့်စုံတဲ့လူတစ်ယောက်ဖြစ်သွားနိုင်မယ်ပေါ့နော်ဟိုပြည့်စုံတယ်ဆိုတာကပြောချင်တာအရာပြည့်စုံတယ်ဒီလိုမျိုးပြောရမှာကိုအတွက်မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုလက်လျှော့ထားရဲဆိုတဲ့အရာတွေပေါ့နော်ဒီလိုမျိုးပြီးတော့complete ဖြစ်တယ်ဆိုတော့ကိုယ်စိတ်ကကျဉ်းနှံ့မှုရတာပေါ့နော်ကိုယ်အနေနဲ့ကိုတခုခုကိုမလုံနိုင်ဘူးလို့ထင်တဲ့အရာတခုကိုလုပ်သွားတယ်ဆိုလို့ရှင်လည်းကိုက complete ဖြစ်တာပဲလေနော်အရာကတော့ဘဝမှာအကုန်လုံးကတော့ပြည့်စုံနေမှာတော့မဟုတ်ဘူးပေါ့နော်respect သိကြရပေါ့နော်ပြောရမယ်ဆိုလို့ရှင်ဒီလုံးဝပေါ့နော်အမြင့်ဆုံးကိုလုံးဝဒီပြန်တန်းလိုက်ပေါ့နော်ပြောရမယ်ဆိုလို့ရှင်လုံးဝအမြင့်ဆုံးကိုဟိုပြန်တန်းလိုက်မယ်ဆိုလို့ရှင်ပေါ့နော်ကိုအတွက်ဟိုvisual clouds ကိုအတွက်ဟိုပြန်တန်းလိုက်ပေါ့နော်ကို့မှာခွန်အားတွေရှိတယ်အင်အားတွေရှိတယ်ဒါတွေကိုပေါ့နော်ဟိုကိုယ့်ရဲ့ဒီပါဝါပေါ့နော်ကိုယ့်ရဲ့ပါဝါကိုယ့်ရဲ့အတားချက်တွေကိုကဒီဟိုပြည့်စုံနေဆိုတာကိုပေါ့နော်ပြည့်စုံနေဆိုတာကိုကိုတယောက်တည်းလေးပြည့်စုံနေကွာကို့မှာစွမ်းအားတွေရှိတယ်ဒါတွေကိုသိဖို့အတွက်ဆိုလို့ရှိရင်တော့ဟိုကိုကပေါ့နော်လုံးဝဒီဟိုပြန်တန်းရင်းတဲ့ပေါ့နော်တတိရှိရမယ်ကိုကလုံးဝကိုအမြင့်ကိုပြန်တန်းနိုင်ရမယ်ပေါ့နော်ဟိုဒီလိုမျိုးလေးပြောထားပါတယ်ဒါကတော့ပေါ့နော်ဒီတာရော့တက်ကလေးနဲ့ကြည့်ထားပေးတာပေါ့နော်နောက်တစ်ခုကကြတော့ဒီဟာလေးတွေကိုပဲပေါ့နော်ဟို universe ကနေပြီးတော့ဗာလေးတွေ message လေးတွေပေးခြင်းနေလဲပေါ့နော် universe message လေးနဲ့တစ်ချက်ဖတ်ပေးပါမယ် sorry down